ဒီဖနက်ပြင်ထုတ်တဲ့အလုပ်ကကျွန်တော်ဒီကြာပါပြီပေါ့နှစ်ပေါင်းကျွန်တော်40ကျော်ပါပြီပေါ့ကျွန်တော်88ကျွန်တော်အရေးခင်းကာလပြီးတဲ့နောက်ပိုင်းမှာကျွန်တော်စပြီးတော့ထွက်တာပါအခုကျွန်တော်နှစ်40ကျော်ပါပြီပေါ့နော်မိသားစုကတော့4ယောက်ပါပဲမိသားစု4ယောက်ကတာသမီတွေငယ်လေးတွေကကျွန်တော်ဒီအလုံးနဲ့ပဲအတက်မျိုးဝမ်းကြောင်းပြုတ်ပြီးတော့ရှာဝေးကျွေးမွေးလာတာပါပဲကျွန်တော်လူလက်ရှိမှာတော့အိမ်ငါးနဲ့ပဲရင်းများကျွန်တော်အရင်တော့ဦးလေးစပြီးတော့လုံးရက်ချင်းတော့တနေ့ကိုစလုံးချင်းတော့တနေ့2000ကျွဲလဲဟုတ်3000ကျွဲလဲဟုတ်ဟိုတုန်းကလည်းရအခုချင်းတော့ကျွန်တော်အခုဆိုတနေ့ကိုမရဘူးချင်းတော့ကျွန်တော်3000နဲ့4000ကြားမှာပဲရပါတယ်အခုလက်ရှိမှာတော့လက်ရှိကုန်စည်နှုန်းနဲ့ပြန်တွက်မဲ့ဆိုရင်တော့ဟိုလုံလောက်တဲ့လူတော့မရှိဘူးပေါ့သူကလူနဲ့လက်လမ်းမိတာလေးပဲဖြစ်သွားတာပေါ့အဲလိုအပေါ်ရှန်တော့မဖြစ်ဘူးပေါ့တဲ့လိုမန္တသားလေးလဲသွားတာပေါ့အဲ့လိုပဲရှိပါတယ်ဒါပေမဲ့အခုဒီကုန်စည်နှုန်းတက်သွားတဲ့ခါကျဦးလေးကြီးကရတဲ့လာကဘယ်လိုမှကာမိတာတော့မရှိဘူးပေါ့အဲ့လို